Patadi mamaito na ilang kilenzeri Silang kanola Nungsa po sao ni zeri Oro ne titwibo Ni zito tiliene Waye tanwe Zintelo la ziyan Mamaito na iwe ma Tu sui yale Omuma多利亚镇看见啊，盼朝拉偏的毛西啊，没到目的个，俺呢到德国没研究事情啊，一地啦苗大路的路多度，一那水多度，地高体育不先接多度，要加密码包那个，特别嘛你啊，吃他呀面将伸缩了后，毛西啊朝拉偏没到目的带，一地啦苗大路的就加一，特盼毛西啊朝拉偏个。တင်းဒီဣတရီလအမျိုးသားတို့အားဆင့်ဆိုရမည်မှာလူပြုတတ်သောသူစရိုက်ကိုပြု၍ထာဝရဘုရားကိုပြစ်မှားသဖြင့်အပြစ်ရောက်သောယောက်ျားမိန်းမသည်ထိုအပြစ်ကိုဖော်ပြ၍တောင်းပန်ရမည်ပြစ်မှားသောအတွက်ငါစုတစုကိုထပ်၍ပြစ်မှားခံသောသူအားပေးရမည်ထိုအပြစ်အတွက်ပေးသောဥစ္စာကိုခံထိုက်သောအမျိုးသားချင်းမရှိလျှင်ယေဘရဟိအဖို့ထာဝရဘုရားအားပူဇော်ရမည်ထိုမှတပါအပြစ်ဖြေစီခြင်းကအပြစ်ဖြေရာရွတ်ဖို့သိုးတကောင်ကိုပူဇော်ရမည်ယေဘရဟိအားဣသရေလအမျိုးသားပူဇော်၍တန့်ရှင်းသောအရာရှိသမျှတို့သည်ယေဘရဟိဥစ္စာဖြစ်ရမည်လူတိုင်းတန့်ရှင်းစေ၍ယေဘရဟိအားလူသမျှတို့သည်လည်းယေဘရဟိဥစ္စာဖြစ်ရမည်ဟုမိန့်တော်မူ၏တဖန်မောရှေအားထာဝရဘုရားကတင်းဒီဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာလင်ရှိသောမိန်းမသည်အခြားတစ်ပါးသောယောက်ျားနှင့်မာယွင်၍လင်ကိုပြစ်မှားနေ၎င်းမာယွင်စဉ်တွင်သူတစ်ပါးမတွေ့မိတက်သေးမရှိတီလပြတ်တော်လဲထိုမှုကိုဝှက်ထား၍လင်မတိလင်၎င်းတီလပြတ်သည်ဖြစ်စေမပြတ်သည်ဖြစ်စေလင်သည်မယားကိုမယုံလင်၎င်းထိုမိန်းမပြုရသောပူဇော်တကားဖို့မုံရောမှုတောမေးပါလျက်သူကိုယေဘရဟိထံသို့ခေါ်သွင်းရမည်မုတ်ညက်ပေါ်မှာစီကိုမလောင်ရလောပိုင်းကိုမတင်ရမယားကိုမယုံချင်းပူဇော်တကားအပြစ်ကိုဖော်သေးရပူဇော်တကားဖြစ်၏ယေဘရဟိသည်ထိုပူဇော်တကားကိုယူ၍ထာဝရဘုရားရှေ့တော်၌ထားရမည်ယေဘရဟိသည်တန်ရှင်းသောရေကိုမြေအိုး၌လောင်းပြီးလေတဲတော်၌ရှိသောမြေမှုန့်ကိုယူ၍ရေထဲမှထည့်ရမည်ထိုမိန်းမကိုထာဝရဘုရားရှေ့တော်မှာထားပြီးလေကောင်းတဲ့အချီးစီရှိစီ၍မယားကိုမယုံချင်းပူဇော်တကားတည်းဟုသောဂတိပေးရာပူဇော်တကားကိုမိန်းမလက်၌ထည့်ရမည်ကျိန်ချင်းပေးကိုဖြစ်စေသောရေခါကိုယေဘရဟိကိုယ်တိုင်ကန်ရမည်ထိုအခါယေဘရဟိသည်ထိုမိန်းမကိုအကျိန်တိုက်လက်တင်းသည်ကိုခင်ပေါ်မှတပါအခြားသောယောက်ျားနှင့်မှားယွင်းခြင်းညှဉ်းညူးခြင်းမရှိလျှင်ကျိန်ချင်းပေးကိုဖြစ်စေသောဤရေခါနှင့်ကင်းလွတ်စေတည်းကိုခင်ပေါ်မှတပါအခြားသောယောက်ျားနှင့်မှားယွင်း၍ညှဉ်းညူးခြင်းရှိလျှင်ထာဝရဘုရားသည်သင်၏ပေါင်းကိုပိန်စေ၍ဝမ်းကိုလည်းရောင်စေသဖြင့်သင်ကိုကျိန်အပ်သောသူအထိတ်အမှတ်ပြု၍လူများကျိန်ဆိုခြင်းကိုခံရသောသူဖြစ်စေခြင်းကစီရင်တော်မူစေတည်းကျိန်ချင်းပေးပြုစေသောဤရည်သည်သင်၏ဝမ်းထဲသို့စိတ်ဝင်၍ဝမ်းရောင်ခြင်းပေါင်းပင်ခြင်းကိုဖြစ်စေတည်းဟုယေဘရဟိသည်ကျိန်ချင်းအကျိန်တိုက်လင်မိန်းမကအာမင်အာမင်ဟုဝန်ခံရမည်ယေဘရဟိသည်လည်းထိုအကျိန်တို့ကိုရေးမှတ်၍တဖန်ရေခါနှင့်ခြေပြီးမှကျင့်ချင်းပေးဖြစ်စေသောရေခါကိုမိန်းမအားတိုက်ရမည်ထိုရေသည်မိန်းမထဲသို့ဝင်၍ခါလိမ့်မည်ထိုအခါယေဘရဟိသည်မယားကိုမယုံချင်းပူဇော်တကားကိုမိန်းမလက်မှယူ၍ထာဝရဘုရားရှေ့တော်၌ချီလွှဲလက်ရေပလင်ပေါ်မှဆက်ပြီးလေမုံညက်တလက်စွန်ဒီဟုသောပူဇော်တကားအတွက်အတာကိုရေပလင်ပေါ်မှမီးရှို့၍ထို့နောက်အကျဉ်းရေကိုမိန်းမတောက်စေရမည်ထိုမိန်းမသည်လင်ကိုပြစ်မှား၍ညှဉ်းညူးခြင်းရှိလေကျိန်ချင်းပေးဖြစ်စေသောရေကိုတောက်ပြီးမှသူ့အထဲ၌ရေဝင်၍ခါသဖြင့်ဝမ်းရောင်ခြင်းပေါင်းပင်ခြင်းတို့ရောက်၍ထိုမိန်းမသည်မိမိအမျိုး၌ကျိန်အပ်သောသူဖြစ်လိမ့်မည်သို့မဟုတ်ထိုမိန်းမသည်မငြိမ်ညူးစင်ကြယ်ခြင်းရှိလျင်ဘေးနှင့်လွတ်၍ပရိသေယူသောအခွင့်ရှိလိမ့်မည်ဤ၍က
မိမသည်ကိုခင်ပွန်းမှတပါအခြားသောယောက်ျားနှင့်မှားယွင်း၍ညင်ညူချင်းရှိတော်၎င်းယောက်ျားသည်မယားကိုမယုံသောသဘောဆွဲလန်းတော်၎င်းစောင့်ရသောတရားပေသည်ယောက်ျားသည်မယားကိုမယုံထာဝရဘုရားရှိတော်၌ထားသောအခါယုပရောဟိတ်သည်ဤတရားအတိုင်းစီရင်သဖြင့်ယောက်ျားသည်အပြစ်နှင့်ကင်းလွတ်၍မိန်းမသည်မိမိအဖြစ်ကိုခံရမည်ဟုမိန့်တော်မူ၏တောလျာကျမ်းအခန်းကြီး6နာစရိတစ္ဆာပြုခြင်း၏ပညာများတဖန်မောရှေအားထာဝရဘုရားကတင်းသည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာယောက်ျားဖြစ်စေမိန်းမဖြစ်စေထာဝရဘုရားအဖို့မိမိကိုခြားနာစေ၍နာစရိတစ္ဆာပြုခြင်းကမိမိကိုမိမိခွဲထားသောအခါစပြည့်ရည်နှင့်ရစ်မျိုးကိုရှောင်ရမည်စပြည့်ရည်ခြင်းနှင့်ရစ်မျိုးခြင်းကိုလည်းမတောက်ရစပြည့်တီးဖြင့်လှုပ်သောအရေကိုအလင်းမတောက်ရစပြည့်တီးအစိမ်းအချောက်ကိုလည်းမစားရခြားနာလည်းနေသောကာလပတ်လုံးစပြည့်တီးအဆန်စပြည့်တီးအခွန်မှဆက်၍စပြည့်ပင်ကဖြစ်သည်များကိုမစားရခြားနာခြင်းတစ္ဆာဆောင်သောကာလပတ်လုံးဦးဆံကိုမရရထာဝရဘုရားအဖို့မိမိကိုခြားနာစေသောကာလမစိတ်မီတိုင်အောင်သူသည်တန်ရှင်းရသဖြင့်မိမိစပင်ကိုအလိုလျောက်တိုးပွားစေရမည်ထာဝရဘုရားအဖို့မိမိကိုခြားနာစေသောကာလပတ်လုံးအသေးကောင်းကိုမချင်းကပ်ရသူ၏ဖျားသခင်ဖို့သူ၏ကောင်းကိုခြားနာစေသောကြောင့်မိဘညီအကိုနမသေးသော၎င်းညညူချင်းကိုမခံရခြားနာလည်းနေသောကာလပတ်လုံးထာဝရဘုရားအဖို့တန်ရှင်းရမည်သူအနာမတဆုံးတယောက်သောသူသည်ချက်ချင်းတည်၍သူသည်ခြားနာစေသောကောင်းကိုညှဉ်းညူးစေလျင်စင်ကြယ်စေသောနေ့တည်ဟုသောတရမနေ့၌ဥဆံကိုရရမည်အရမနေ့၌ခိုးနှကောင်ဖြစ်စေကျိုးကလေးနှကောင်ဖြစ်စေတခုခုကိုပရိသတ်စီရတဲ့တော်တကားရှိယေဘရဟိထံသို့ဆောင်ခဲ့ရမည်ယေဘရဟိသည်လည်းမိမိအပြစ်ဖြေရာရစ်ဖို့တကောင်မိရှိုရာရစ်ဖို့တကောင်ကိုပူဇော်၍ထိုသူ၌အသေးကောင်အားဖြင့်ရောက်သောအပြစ်ဖြေခြင်းကိုပြုပြီးမှထိုနေ့ချင်းတွင်သူ၏ကောင်းကိုတန်ရှင်းစေရမည်အရင်ခြားနာစေသောကာလကိုထာဝရဘုရားအဖို့တဖန်ခြားနာစေ၍အခါလေသောတိုးတငယ်တကောင်ကိုသူ့စိတ်ဖြေရာရစ်ပူဇော်၍ပူဇော်ရမည်အရင်ခြားနာခြင်းပြတ်သောကြောင့်လွန်သောကာလပျောက်ရမည်ခြားနာ၍နေသောကာလစိတ်ပြီးမှနာဇရိလူစောက်ရသောတရားဟုမူကားသူသည်ပရိသတ်စီဝိယတဲတော်တကားရှိသို့လာ၍မိရှုရာရစ်ဖို့အခါလေအပြစ်မပါသောသိုးတငယ်အချီတကောင်အပြစ်ဖြေရာရစ်ဖို့အခါလေအပြစ်မပါသောသိုးတငယ်အမတကောင်မိတ္တဟာယရစ်ဖို့အပြစ်မပါသောစိတ်တကောင်စီရောသောမုံမြက်နှင့်လှုပ်သောမုံပြားစီတူသောတဆေးမဲ့မုံကျွတ်တီဟုသောတဆေးမဲ့မုံတတောင်းဘောဇင်ပူဇော်တကားတွဲလောက်ရပူဇော်တကားကိုထာဝရဘုရားအားဆက်ရမည်ထိုပူဇော်တကားများကိုယစ်ပရောဟိတ်သည်ထာဝရဘုရားထံတော်သို့တွင်၍အပြစ်ဖြေရာရစ်မိရှုရာရစ်ကိုပူဇော်ရမည်တဆေးမဲ့မုံတတောင်းနှင့်တကွမိတ္တဟာယရစ်စစ်ကို၎င်းဘောဇင်ပူဇော်တကားတွဲလောက်ရပူဇော်တကားကို၎င်းထာဝရဘုရားအားပူဇော်ရမည်နာဇရိလူသည်ပရိသတ်စီဝိယတဲတော်တကားနာမှာမိမိခြားနာသောဥဆံကိုရစ်၍ထိုဆံကိုမိတ္တဟာယရစ်အောင်၌ရှိသောမီးထဲမှထည့်ရမည်ခြားနာသောဥဆံကိုရိတ်ပြီးမှယေဘရဟိတ်သည်ပြုတ်သောစိတ်ပခုံးတစ်ဖက်တောင်ထဲကတစည်းမဲ့မုတ်တပြားတစည်းမဲ့မုတ်ကျွတ်တစ်ချက်ကိုယူ၍နာဇရိလူလက်၌ထည့်ပြီးမှထာဝရဘုရားရှေ့တော်၌ခြီလွဲရာပူဇော်တကားဖို့ခြီလွဲရမည်ထိုရာတို့သည်ခြီလွဲရာရင်ပတ်ခြီလွဲရာပခုံးနှင့်တကွယေဘရဟိတ်အဖို့တန်ရှင်းရမည်ထို့နောက်မှနာဇရိလူသည်စပြည့်ရည်ကိုတောက်ရသောအခွင့်ရှိ၏ဤ၍ကတစ္ဆာပြုသောနာဇရိလူသည်အလိုအလျောက်တတ်နိုင်သမျှမှတပါမိမိခြားနာခြင်းအတွက်ထာဝရဘုရားအားဆက်ရသောပူဇော်တကားနှင့်ဆိုင်သောတရားပေ၏တစ္ဆာပြုသည့်အတိုင်းခြားနာခြင်းတရားနှင့်အညီပြုရမည်ဟုမိန့်တော်မူ၏တဖန်မောရှိအားထာဝရဘုရားကသင်သည်အာရုန်နှင့်သူ၏သားတို့အားဆင့်ဆိုရမည်မှာသင်တို့သည်ဣသရေလအမျိုးသားတို့အားကောင်းချီးပေး၍မြွတ်ရသောစကားဟုမူကားထာဝရဘုရားသည်တင့်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောဟုဣသရေလအမျိုးသားတို့အပေါ်မှာငါနာမကိုမြတ်ဆို၍သင်လေငါသည်ထိုသူတို့ကိုကောင်းချီးမင်္ဂလာပေးမည်ဟုမိန့်တော်မူ၏86ခုမြောက်သောဇာလံကူမတော်မူရန်ဆုတောင်းခြင်း
အိုးထာဝရဘုရားနားတော်ကိုလှည့်၍အကျွန်ုပ်စကားကိုနားထောင်တော်မူပါအကျွန်ုပ်သည်ဆင်းရဲငတ်မပါ၏အကျွန်ုပ်၏ဘုရားသခင်တန်ရှင်သူတို့အဝင်ဖြစ်သောအကျွန်ုပ်၏ဝိညာဉ်ကိုစောင့်မ၍ကိုရောကိုကိုးစားသောကိုရော၏ကျွန်ကိုကယ်တင်တော်မူပါအိုးထာဝရဘုရားအကျွန်ုပ်သည်ကိုရောကိုအစဉ်အော်ဟစ်ပါသည်ဖြစ်၍ကယ်မသနာတော်မူပါအိုးထာဝရဘုရားကိုရောကိုအကျွန်ုပ်တသပါသည်ဖြစ်၍ကိုရော၏ကျွန်သည်ဝမ်းမြောက်မည်အကြောင်းပြုတော်မူပါအိုးထာဝရဘုရားကိုရောသည်ကောင်းသောသဘောဒီခံသောသဘောနှင့်ပြည့်စုံ၍ကိုရောကိုပတနာပြုသောသူအပေါင်းတို့အားဂရုဏာတော်ကြွယ်ဝပါ၏အိုးထာဝရဘုရားအကျွန်ုပ်၏ပတနာစကားကိုနားထောင်တော်မူပါအတနာတော်ခံသောစကားတန်ကိုမှတ်တော်မူပါဘေးရောက်ဒီကာလကိုရောကိုခေါ်ပါမည်ကိုရောလည်းထူးတော်မူတတ်ပါ၏အိုးထာဝရဘုရားတော်တွင်ကိုရောနှင့်တူသောဖရားမရှိပါအမှုတော်နှင့်တူသောအမှုလည်းမရှိပါအိုးထာဝရဘုရားဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည်ချင်းကပ်၍ရှေ့တော်၌ပြည့်ဝ၍နာမတော်ကိုချီးမြှောက်ကြပါလိမ့်မည်ကိုရောသည်ကြီးမြတ်၍အောပွေတို့ကိုပြုတော်မူ၏ကိုရောတပါးသည်သာလျှင်ဘုရားသခင်ဖြစ်တော်မူ၏အိုးထာဝရဘုရားကိုရော၏လမ်းကိုအကျွန်ုပ်အားပြညွှန်တော်မူပါကိုရော၏တမန်တရားလမ်းသို့လှိုက်တော်ပါမည်နာမတော်ကိုကြောက်ရွံ့မိအကြောင်းကျွန်ုပ်၏နှလုံးကိုစိတ်ဆက်စီးတော်မူပါကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကျွန်ုပ်သည်ကိုရောကိုစိတ်နှလုံးအကျွမ်းမဲ့ချီးမွမ်း၍နာမတော်ကိုအစဉ်အမြဲချီးမြှောက်ပါမည်ကျွန်ုပ်ခံရသောဂရုဏာတော်ကြီးလာပါ၏ကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံအောက်အရပ်ထဲကကယ်နှုတ်တော်မူ၏အိုးဘုရားသခင်မာနကြီးသောသူတို့သည်ကျွန်ုပ်တစ်ဖက်၌ထကြ၍ကြမ်းတမ်းသောလူအစုဝေးတို့သည်ကိုရောကိုမျက်မှောက်မပြုဘဲကျွန်ုပ်အသက်ကိုရှာကြပါ၏အိုးထာဝရဘုရားကိုရောသည်တနာဆုံးမဲ့တတ်သောသဘောဂျေဇုပြုတတ်သောသဘောဒီခံတတ်သောသဘောဂယုဏနှင့်သစ္စာကြွယ်ဝသောသဘောနှင့်ပြည့်စုံသောဘုရားဖြစ်တော်မူ၏ကျွန်ုပ်ကိုမျက်နှာပြု၍ကယ်မတနာတော်မူပါကိုရောဤကြိုအားတကူကိုပေး၍ကိုရောဤကြိုမသားကိုကယ်တင်တော်မူပါကျွန်ုပ်အားကောင်းသောနမိတ်လက္ခဏာကိုပြတော်မူပါကျွန်ုပ်ကိုမုန်းသောသူတို့သည်မြင်၍ရှက်ကြောက်ကြပါစေသောကျွန်ုပ်မူကားအိုးထာဝရဘုရားကိုတော်သည်ကျွန်ုပ်ကိုမဆ၍ချမ်းသာပေးတော်မူ၏89ခုမြောက်သောစာလံစီယုံမြို့တွင်နေထိုင်ရန်ဆုတောင်းခြင်းဘုံပိမှန်သောတိုက်မြစ်သည်တန့်ရှင်းသောတောင်ရိုးပေါ်မှတည်လက်ရှိ၏ထာဝရဘုရားသည်ယာကုပ်၏နေရာအပေါင်းတို့ထက်စီအောင်တကားတို့ကိုတာ၍လက်သက်တော်မူ၏အိုးဘုရားသခင်၏မြို့တော်သင်သည်ဘုံအသီးကြီးလိမ့်မည်ဟုသောစကားကိုပြောထားလက်ရှိ၏ငါကိုတည်ကျွန်းသောသူတို့တွင်ယာခတ်မြို့နှင့်ပါဗလုန်မြို့ကိုငါမှတ်ထားမည်ဖိလိတိပြည်တုရုပြည်ကုရှပြည်တို့ကိုလည်းကြည်ကြလော့ဤမည်သောပြည်သားသည်မြို့တော်၌ဖွားမြင်သောသူဖြစ်ပါ၏ဇေအုံမြို့ကိုလည်းလူမျိုးတို့သည်ထိုမြို့၌ဖွားမြင်ကြပြီအမြင့်ဆုံးသောဘုရားသည်ထိုမြို့ကိုကိုယ်တော်တိုင်မြင်းမြန်စေတော်မူပြီးဟုပြောဆိုကြလိမ့်မည်ထာဝရဘုရားသည်လူမျိုးတို့ကိုစည်ရင်ယူသောအခါဤမူသောအမျိုးသည်မြို့တော်၌ဖွားမြင်သောအမျိုးဖြစ်သည်ဟုမှတ်တော်မူမည်တခြင်းတင်နှင့်ပွဲသဘင်ခံသောသူအစရှိသောငါဤပြောမှုခြင်းအကြောင်းရှိသည်များတို့သည်တေ၌ရှိကြသည်88ခုမြောက်သောစာလံကူမတော်မူရန်ဆုတောင်းခြင်းကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်ထာဝရဘုရားကျွန်ုပ်သည်ရှေ့တော်၌နေညမပြတ်အော်ဟစ်ပါ၏ကျွန်ုပ်ပြုသောပတနာသည်အထံတော်သို့ဝင်ပါစေသောအော်ဟစ်တန်ကိုနားထောင်တော်မူပါကျွန်ုပ်၏ဝိညာဉ်သည်ဒုက္ခနှင့်ပြည့်၍အသက်သည်လည်းမရဏနိုင်ငံအနီးသို့ရောက်ပါပြီကျွန်ုပ်သည်တင်ကြိုင်တွင်ထဲသို့ဆင်းသောသူတို့နှင့်အတူရေတော်ဝင်ခြင်းသို့ရောက်ပါ၏အားကုန်သောသူကဲ့သို့ဖြစ်ပါ၏လူသေးတို့တွင်ပြစ်ထားသောသူကွက်မြင့်၍တင်ကြိုင်တွင်၌အိတ်တော်သူသည်ဟုသောအောက်မေ့တော်မမူလက်တော်ဤမဆာခြင်းနှင့်ကွာဝေးသောသူကဲ့သို့ဖြစ်ပါ၏ကျွန်ုပ်၏အနှက်ဆုံးသောတွင်မောင်မိုက်ဖုံးလွှဲ၍အလွတ်နှင့်နေသောအရ၌ချထားတော်မူသည်အမျက်တော်သည်ကျွန်ုပ်အပေါ်၌ဖိလက်ရှိပါ၏လိုင်းတပူတော်အပေါင်းတို့နှင့်နှိပ်စက်တော်မူ၏ကျွန်ုပ်၏အတိအကျွမ်းများကိုအဝေးသို့ရွှေ့တော်မူ၏သူတို့အားကျွန်ုပ်ကိုရွံရှာဖွယ်ဖြစ်စေတော်မူ၏ကျွန်ုပ်သည်အချုပ်ခံရ၍ပြင်သို့မထွက်ရပါကျွန်ုပ်ခံရသောဒုက္ခကြောင့်ကျွန်ုပ်မျက်စိသည်ပြတ်ပါ၏အိုးထာဝရဘုရားကိုရောကိုကျွန်ုပ်အော်ဟစ်ပါ၏အထံတော်သို့လက်ကိုဆန့်ပါ၏ဒီလက်နေသောသူတို့အား
အပွေသောအမှုတို့ကိုပြတော်မူမည်လောတင်ကြိုက်သားတို့သည်ထ၍ကိုတို့ကိုချီးမွမ်းကြပါမည်လောဂယုနာတို့ကိုတင်ကြိုက်တွင်းနှံ၎င်းသစ္စာတို့ကိုပျက်စီးရအရက်နှံ၎င်းကြားပြောရကြပါမည်လောအပွေသောအမှုတော်တို့ကိုမောင်းပိုက်သောအရက်နှံ၎င်းဖြောင်းမတ်တော်မူခြင်းတရားကိုမိရောရာပြည်နှံ၎င်းတိရကြပါမည်လောအိုးထာဝရဘုရားကိုတော်ကိုကျွန်ုပ်အော်ဟစ်ပါ၏နာနဲ့အချိန်၌ကျွန်ုပ်၏ပတ္ထနာသည်ရှေ့တော်သို့ရောက်ပါ၏အိုးထာဝရဘုရားကျွန်ုပ်၏ဝိညာဉ်ကိုအဘယ်ကြောင့်ပေးတော်မူသနည်းမျက်နှာတော်ကိုကျွန်ုပ်မှအဘယ်ကြောင့်လွှဲတော်မူသနည်းကျွန်ုပ်သည်ဒုက္ခဝေဒနာကိုခံရ၍တည်ဆဲရှိပါ၏စီရင်တော်မူသောပေးများကိုငယ်သောအရွယ်ကပင်ခံရ၍ပင်ပန်းပါ၏အမျက်တော်သည်ကျွန်ုပ်ကိုလွှမ်းမိုးပါ၏စီရင်တော်မူသောပေးတို့သည်ကျွန်ုပ်၏အသက်ကိုညှင်းဆဲသည့်တိုင်အောင်ရေကဲ့သို့အစင်မပြတ်ဝမ်း၍တညီတညွတ်သည်ဝမ်းရကြပါ၏ချစ်တော်သူနှင့်အဆွေခင်ပွန်းကိုကျွန်ုပ်နှင့်ဝေးဝေးရွှေ့တော်မူပြီးအသည့်ကျွမ်းတို့သည်မောင်မိုက်ထဲမှရှိကြပါ၏ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး14အပိုင်ရ24မှ52ထိုအခါယေရှုကလည်းကျမ်းစာလာသည်ကားသူထင်းကုန်ကရိုက်တက်၍သူတို့သည်ကွဲလွန်ရကြမည်ဟုရေးထားသည်နှင့်အညီယနေ့ညတွင်သင်တို့ရှိသမျှသည်ငါကြောင့်စိတ်ပြစ်ကြလိမ့်မည်သို့တော်လည်းငါသည်ထမြောက်ပြီးမှသင်တို့ရှိကာရလဲပြည်သို့တွားမည်ဟုမိန့်တော်မူသောပေတရုကဤသူရှိသမျှတို့သည်စိတ်ပြစ်ကြတော်လဲအကျွန်ုပ်သည်စိတ်မပြတ်ပါဟုလျှောက်လေ၏ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့ညတွင်ပင်ကျက်သည်နှစ်ချိန်မတွင်မီသင်သည်သုံးချိန်မြောက်အောင်ငါကိုညှင်းပယ်လိမ့်မည်ဟုမိန့်တော်မူလေပေတရုကကိုတော်နှင့်တကွတေးရတော်လေအကျွန်ုပ်သည်ကိုတော်ကိုမငြင်းမပယ်ပါဟုတာ၍ခိုင်ခန့်သောစကားနှင့်လျှောက်ပြ၏ထိုသူပေါင်းတို့သည်လည်းထိုနည်းသူလျှောက်ကြ၏ထိုအခါကေတရှင်မအရက်သို့ရောက်ကြလျှင်ကိုတော်ကငါဆုတောင်းစဉ်တွင်သင်တို့သည်ဤအရ၌နေထိုင်ကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှပေတရုယာကုပ်ယောဟန်တို့ကိုခေါ်သွား၍မိန်းမောတွေ့ဝင်ခြင်းစိတ်ပူပန်ခြင်းတို့ရောက်တော်မူ၏ထိုအခါကသည်တေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိဤရ၌စောင့်နေကြလော့ဟုတပည့်တော်၃ယောက်တို့အားမိန့်တော်မူ၍ထိုမှအနေငယ်လွန်ပြန်လျင်မြေပေါ်မှပြတ်ဝဲ၍အိုးအဖခမဲတော်ကိုတော်သည်အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏ဤခွက်ကိုကျွန်ုပ်မှလွှဲတော်မူပါတို့တော်လည်းကျွန်ုပ်အလိုရှိသည့်တိုင်းမဖြစ်ပါစေနှင့်ကိုတော်အလိုတော်ရှိသည့်တိုင်းဖြစ်ပါစေသောဟု၍ထိုအချိန်နာရီသည်မိမိနှင့်လွန်သွားနိုင်လေလွန်သွားပါမည်အကြောင်းဆုတောင်းတော်မူပြီးမှပြန်လာ၍တပည့်တော်တို့သည်အိပ်ပျော်လက်နေကြသည်ကိုတွေ့တော်မူလေရှိမုန်တင်သည်အိပ်ပျော်သလောတနာရီခန့်မြစောင့်နေခြင်းကမစွမ်းနိုင်သလောစုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်မည်အကြောင်းဆုတောင်းလက်စောင့်နေကြလောစိတ်ဝိညာဉ်ကစေတနာရှိကြတော်လေကိုမူကားအားနေသည်ဟုပေတရုအားမိန့်တော်မူပြီးမှတဖန်သွား၍ရှေ့မျက်ဆိုသည်နီးသူဆုတောင်းတော်မူ၏ထို့နောက်တပည့်တော်တို့ရှိရာသို့ပြန်၍သူတို့သည်မျက်စိလေးလာသည်ဖြင့်တဖန်အိပ်ပျော်လက်နေကြသည်ကိုတွေ့တော်မူ၏သူတို့သည်အဘယ်သို့လျှောက်ရမည်ကိုမသိကြသုံးချိန်မြောက်အောင်သူတို့ရှိရာသို့ပြန်လာလေယခုအိပ်ပျော်၍ညင်ဝတ်စွာနေကြလောအမှုလွန်ပြီးလူသားကိုစိုးတော်သူတို့လက်သို့အနန္တသောအချိန်ရောက်လာပြီထကြငါတို့သည်တွားကြကုန်အံ့ငါကိုအနန္တသောသူသည်ရောက်လာပြီဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူစဉ်တွင်တပည့်တော်တစ်ချိန်နှစ်ပါးအဝင်ဖြစ်သောယူဒစကာယုတ်နှင့်သူယေဘရဟိအကြီးကျမ်းပြူစရာလူအကျေးကင်းများစီလွတ်သောလူအစုဝေးအပေါင်းတို့သည်ဒါတုတ်များကိုကင်လက်ချက်ချင်းလာကြ၏ကိုရောကိုအနန္တသောသူကငါနန်းသောသူသည်ယေရှုပင်ဖြစ်သူကိုဖမ်း၍လုံခြုံစွာဆောင်သွားကြဟုထိုသူတို့အားအမှတ်ပေးခဲ့သည့်အတိုင်းသူသည်ရောက်လေကိုတော်ရင်သူချက်ချင်းချင်းကပ်၍အရှင်ဘုရားဟုဆိုလက်နမ်းလေ၏ထိုသူတို့သည်လာ၍ကိုတော်ကိုဆွဲကိုင်းဖမ်းဆီးကြ၏အနား၌ရပ်နေသောသူတယောက်သည်ဓာကိုဆွဲထုတ်ပြီးလေယေဘရဟိမိ၏ကျွန်တယောက်ကိုခုတ်သည်ဖြင့်နေရွက်ပြက်လေ၏ယေရှုကလည်းသင်တို့သည်တမျှကိုဖမ်းတဲ့ကဲ့သို့ငါကိုဖမ်းအပ်သောငါဓာနှင့်တုတ်များကိုလက်ဆွဲလက်လာကြသည်တကားငါသည်ပိတ်မှန်တော်၌နေ့တိုင်းဆုံးမဩဝါဒပေးလက်သင်တို့အလယ်၌ရှိနေစဉ်ခါသင်တို့သည်ငါကိုမဖမ်းမဆီးကြဤအကြောင်းအရာကကျမ်းစာပြည့်စုံမည်အကြောင်းသည်ဟုထိုလူများကိုမိန့်တော်မူ၏ထိုအခါတပည့်တော်အပေါင်းတို့သည်ကိုယ်တော်ကိုစွန့်ပြေး၍ပြေးကြ၏လူလင်တယောက်သည်စောင်းတစ်ထဲကိုသာဝတ်လက်နောက်တော်သို့လိုက်သည်ဖြစ်၍မင်းလူလင်တို့သည်ထိုသူကိုဖမ်းဆီးကြ၏
ထိုသူသည်လည်းစောင်းကိုစွန့်ပြေး၍အဝတ်မရှိဘဲလူလင်တို့လည်းမှထွက်ပြေးလေ၏ထိုသူတို့သည်ယေရှုကိုယေဘရဟိမင်းထံသို့ဆောင်သွားကြ၏ထိုမင်းထံ၌ယေဘရဟိအကြီးလူကြီးကကြမ်းပြုတ်ဆရာအပေါင်းတို့သည်စီဝေကြ၏ဘေဒရုသည်လည်းယေဘရဟိမင်း၏အိမ်ဦးအတွင်းသို့တိုင်အောင်ကိုတော်နှင့်ဝေးစွာလိုက်ပြီးလေမင်းလူလင်နှင့်အတူထိုင်၍မီးလှုံလေ၏ယေဘရဟိအကြီးတို့နှင့်လွှတ်အရာရှိအပေါင်းတို့သည်ယေရှုကိုတတ်ရမည်အကြောင်းတက်သေးကိုရှာတော့လဲမတွေ့ကြလူများတို့သည်မမှန်သောတက်သေးကိုခံကြတော့လဲသူတို့၏တက်သေးခံချက်သည်မညီအချို့တို့သည်ထား၍ဤသူကလူတို့လက်ဖြစ်လုပ်သောဤပိမှန်တော်ငါဖြုတ်ဖြစ်၍လူတို့လက်ဖြစ်မလုပ်သောပိမှန်တော်တဆူကိုတိဆောက်မိဟုပြောဆိုသည်ကိုကျွန်ုပ်တို့သည်ကြားရပါပြီဟုတက်သေးခံချ၏သို့တော်လည်းထိုသူတို့၏တက်သေးခံချက်သည်မညီယေဘရဟိမင်းသည်အလယ်၌မတ်တထား၍တင်းဒီတခွန်းမြပြန်၍မပြောသလောဤသူတို့သည်အပေသို့တက်သေးခံသည်ဟုယေရှုကိုမေးတော်မူလေကိုတော်သည်တခွန်းမြပြန်ပြောတော်မူမူပဲတိတ်ဆိတ်စွာနေလေ၏တဖန်ယေဘရဟိမင်းကတင်းဒီခရစ်တော်သည်ဟုသောမင်္ဂလာရှိသောဘုရားသခင်သားတော်မှန်သလောဟုမေးပြန်လေယေရှုကမှန်၏နောင်ကာလ၌လူသားသည်တကူတော်ဤလက်ရဖက်၌ထိုင်လက်မိုးသိမ်ကိုဆွေး၍ကြွလာသည်ကိုသင်တို့မြင်ရကြလက်တန်းဟုမိန်တော်မူ၏ထိုအခါယေဘရဟိမင်းသည်မိမိအဝတ်ကိုဆုပ်လက်အပေတက်သည်လူသည်တည်းဘုရားသခင်ကိုလွန်ကျူး၍ပြောသောစကားကိုသင်တို့ကြားရပြီအပေတို့ထေမှတ်ကြသည်ဟုမင်းလေကိုတော်သည်အသေးခံထိုက်ကြောင်းကိုထိုသူပေါင်းတို့သည်စီရင်ကြ၏ထိုအခါချို့တို့သည်ကိုတော်ကိုစထွေးနှင့်ထွေကြ၏မျက်နှာကိုဖုံးပြီးလေလက်သီးနှင့်ထိုးလေပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏မင်းလူလင်တို့သည်လည်းပါတော်ကိုလက်နှင့်ပုတ်ကြ၏